花这不老西的来了，这样的是里呢。တရားနဲ့14နှစ်အိုးတရားနဲ့14နှစ်တော့ရှိ好的好的，这样的是里呢。ဟုတ်လား 双多西的嘞。 အဆုံးတော့ရှိသေးလားဘယ်နှခုနှစ်မွေးတာလဲ 这套那呀，可能是那苦， အင်္ဂလိပ်လို့ဆိုရင် 我不要得不， 1900ဒါဆိုဘိုးကျောင်းဆက်ခင်းမိတာဗောဖွာ 你的， မိလားအော်တွေ့ဘူးလား 对不啦的，对不的。 အော်တွေ့ဘူးလေဟာအဖွာစကားကောင်းပြောနိုင်နော် 原来呢，当然没变木。 တငယ်ပြောင်းဩ အခုဒါဒီနေ့တော်တော်ကြာသွားတာ ဟုတ်လား စကားပြော ရဖွာ စကားလည်းပြောဘူးတယ် ပြောနေ ဟောစကားပြောရလားဘိုးကျောင်းဆက်နဲ့စကားပြောဘူးလား အာ ဩ ပြောနေတဲ့ ဒီပေါ်မင်းကိုလည်းသိတယ် အော်ဒီဘောမင်းလဲမိတာလားဩဟုတ်ကွာအဖွာမီးတွေမြစ်တွေဘယ်နှအောင်လို့ရှိလဲ ညီးတဲ့နေရာလောက်ရှိတယ်တဲ့ လေးရောက်လာမယ် 4ယောက် ဟာလား နာမည်ဘယ်လိုခေါ်လဲဖွာ မင်းနာမည်ဘယ်လိုခေါ်လဲတဲ့ဒေါ်မြတ်ခင် တော်များခင် ဒေါ်များခင်ဩဟုတ်ဟုတ် ဒေါ်မြတ်ခင် ဩအဖွာအဲ့လိုအသက်ရှိတာလေအဖွာဘာတွေစားလဲဘာတွေရှောင်းလဲ တော်များခင် လေတာဝတ်တာအသားကြီးငါးကြီးဆောင် မစားဘူး ဩအသားကြီးငါးကြီးမစားဘူးပေါ့နော်ဩဟုတ်ပါဘူး တရားကုံတော်ရွတ်တယ်လို့ပြောလေမြေ တရားကုံတော်တရားကုံတော်ပေါ့ ဩဟုတ် တန်ခါကုံအဲ့ဒီကခုနှစ်ခု ဟုတ် အဖွာမနေ့တိုင်းညဒီတိုင်းနေရောအားရတာပဲတော့တယ် ဩဟုတ်ပါဘူး ခွာစားတာကလက်ဖေးချိုးပဲတောက်တယ် လက်ဖေးတောက်နော် မင်းစားတယ် ဘာယောဂရှိလဲ နဲ့ဘာယောဂမှမရှိ ဟုတ်လားဩကောင်းတယ် စမိ ဗျာ တ်တောက်တယ် ဘယ်တော့မှမရှိဘူးဘယ်မှ ဘာ မရှိ ယော နော် ဂမှမရှိ ဟုတ် ဘူး ဟုတ်တယ် မရှိဘူးနော် ပေါက်ကြမရှိ ဟုတ်ဟုတ် ဓမ္မရေကော โอเคအဖွာဟိုလေအဖွာအတွက်လိုအဲ့ဒါသုံးဖို့ဒါအလူငွေ3သိန်းလူမယ်တော့ဖွာနော် အဲ့ဒါလူရင်ဘာလုပ်မလဲတဲ့မေ အဖွာအလူငွေ3သိန်း ပြန်မှာ အော်ပြန်လူမှာပေါ့ကောင်းလိုက်တာဖွာမင်္ဂလာပဲနော်ဖွာနော် မင်းတရားနေလေတာ အော်ပြန်လူမယ်ဟုတ်ကဲ့ဖွာအလူငွေ3သိန်းတော့ဖွာနော် ဟောငါပြေပြေ အော်ဟုတ်ကဲ့ဖွာ ဘုရားရရား အခုလိုလူရှင်လာလို့လူရပဲဒီသားသမီးတွေကမင်းယူပေးတော့လေမင်းရှိတယ်မင်းရသားသမီးရှိတယ်အမေနဲ့လည်းရောက်တယ် ဟုတ် အဲ့သားတွေကအဝေးကနေပတ်စံလွှဲပေးလို့ရှိရင်စားလဲစားတယ်လူလဲလူတယ် ဘာတော့လဲအလီ အမေ အလီအ92တော့နှစ် 92နှစ်လား 92နှစ်သားမီးလျောက်တယ် ဟော အမေနဲ့ပဲပြည့်စုံပြီးနေတာပဲအဝေးမှာအိမ်အောင်တဲ့သားတွေရှိတယ်၄ယောက် အကြီးဆုံးလားအလီ အကြီးဆုံးမဟုတ်ဘူး9ယောက်မြောက် အကြီးဆုံးကဘယ်နှစ်နှစ်ရှိလဲ အကြီးဆုံးကသေသွားပြီလေအကိုတွေကအခုလက်ရှိ ဘယ်နှစ်လောက်ရှိလဲ အကိုတွေဆုံးကတော့90ကျော်ပြီ ဟု ဆို တ် တော့ လားဟောဟုတ်โอเคဖွာအဖွာနေတော့တိုက်ကြီးမှာနော် တိုက်ကြီးဖားလုံးပေါ့ ဟောဟုတ်ဖာလို့ အခုအဲ့ရနေပြီးတော့ဒီဟိုတင်းပေါ့မောင်ဘူးဟိုကောင်လေးနဲ့ ဟုတ်ကဲ့ မောင်ကျော်ဝင်းတော့ကနေပြီးတော့အခုလိုလာဖို့ပေါ့နော်စီစဉ်လုပ်ပေး ဟုတ်ကဲ့ဟုတ်ကဲ့ဖွာโอเคဖွာအဲ့ဒါတော့တော့တောင်းမယ်တော့ဖွာနော်လိုရတာသုံးပါနော်โอเค စုပေးလိုက်အောင်လေအခုလာတဲ့သားတွေအကုန်လုံးကို စတောင်းမယ်တော့ဖွာ ဖေးခတ်တဲ့ညနာကြီးကြောင်ညာခတ်တဲ့ဒီစင်းမှာကြီးမတောင်းမတာမကြောက်မကြဘူးဒီတော့ဆံ